လူတိုင်းကြီးပွားချမ်းသာခြင်းကြတယ်ဒါပေမဲ့လူအ ਨੇ စုပဲချမ်းသာလာတယ်ဘာလို့လဲခုပြောပြမဲ့ချမ်းသာနီး100ကိုမသိသေးလို့ပါဘာတွေလဲဆိုတာကြည့်ရအောင်ဝင်ငွေထက် short 3ပါပတ်စံမသုံးခင်အရင်စုပါအကျွေးကိုယောဂလိုကြောက်ပါအလုတ်ကိုအသက်ထက်တန်ဖိုးထားပါတထေးအတူမလုပ်ပါနဲ့ပတ်စံရှိတာကိုသူများမသိပါစေနဲ့အခွင့်အလန်းကိုမျက်စိရှင်ထားပါဈေးစစ်တက်တဲ့အလေးချင်းရှိပါစေတစ်ကြက်ရရင်တောင်ကျေးဇူးတင်ပါငွေဆိုတာစီးစင်းနေမှတန်ဖိုးရှိတာပါမလိုတဲ့ပစ္စည်းမဝယ်ပါနဲ့အဝတ်စားထက်အသိပညာမှာယဉ်နီးပါအချိန်ကိုပတ်စံထက်ပိုတန်ဖိုးထားပါမိသားစုစီးပွားရေးကိုအားပေးပါကလေးတွေကိုငငယ်ကလေးကငွေချောင်းတင်ပေးပါအလုပ်တစ်ခုတည်းမှာပဲရက်မနေပါနဲ့စွန့်ဦးတီထွင်စိတ်ကိုအမြဲမွေးပါမဖြစ်နိုင်တာမရှိဘူးလို့ယုံကြည်ပါသီးခံနိုင်မှုကချမ်းသာခြင်းရဲ့လျှို့ဝှက်ချက်ပါအပေါင်းအသင်းကိုရွေးပေါင်းပါအပေါင်းအသင်းကွန်ရက်ကိုတိဆောက်ပါကူညီနိုင်တဲ့နေရာမှာလက်မနှေးပါနဲ့ဂတိတီပါစေနာမည်ပြက်ရင်စီးပွားရေးပြက်တာပဲပတ်စံထွက်ပေါက်ကိုအမြဲပိတ်ပါဝါသနာထက်အမျက်ရမယ့်အလုပ်ကိုအရင်လုပ်ပါအစားအသောက်မှာမဖြုံးပါနဲ့ကိုအမြဲနှိမ်ချထားပါသူများထက်စောစောထားပါသူများထက်နောက်ကျမှအိပ်ပါအလုပ်ကိုညှဉ်းညူခြင်းမရှိပဲလုပ်ပါအခက်အခဲဆိုတာပတ်စံရမယ့်လမ်းစာပဲလူတိုင်းစီကတင်ယူပါပြိုင်ဘက်ကိုရန်သူလိုမသဘောထားပါနဲ့အသေးဖွဲကုန်ကြစရိတ်တွေကိုဂရုစိုက်ပါအရင်နီးကိုမထိပါနဲ့အမျက်ကိုပဲပြန်ရင်းနီးပါလက်တွဲဖော်ကောင်းရှာတတ်ပါစေဈေးကွက်ကိုအမြဲလေ့လာပါခေရည်စည်းကြောင်းကိုနားလည်ပါစေမြေကွက်ဝယ်တာဟာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲရွှေကိုစုဆောင်းပါငွေကြေးဖောင်းပွားမှုတတိထားပါအာမခံထားတဲ့အလေးအကျင့်ရှိပါစည်ရင်အင်းတိကြပါစေမနှက်ဖြန်အတွက်ဒီနေ့ကလေးကပြင်ဆင်ပါဝန်ဆောင်မှုအကောင်းဆုံးဖြစ်အောင်ထားပါဝယ်သူကိုဘယင်လိုဆက်ဆံပါရိုးသားမှုကရေရှည်အတွက်အကောင်းဆုံးဗျူဟာပဲအချိန်မှန်ပါစေကိုကျမ်းမာရေးကိုဂရုစိုက်ပါဒါမှအလုပ်လုပ်နိုင်မယ်ပညာတတ်တာထက်အလုပ်လုပ်တတ်တာပိုအရေးကြီးတယ်အခွင့်အရေးကိုစောင့်မနေနဲ့ကိုယ်တိုင်ဖန်တီးပါအစိုးမြင်တဲ့လူတွေကိုရှောင်ပါအမြဲတမ်းသင်ယူနေသူဖြစ်ပါစေပတ်စံကိစ္စမှာအားနာတဲ့စိတ်မထားနဲ့စာချုပ်စာတမ်းခိုင်မာပါစေအခွန်ကိစ္စနားလည်ပါစေအန်ဒီရဲကိုတွက်ချက်ပါအရန်ငွေအမြဲထားပါပြဿနာကိုဖြေရှင်းပေးရင်ပတ်စံရမယ်ကိုယုံကြည်မှုရှိပါအတူယူပါဒါပေမဲ့မတုပပါနဲ့ကိုအားကိုပါအလှူဒန်းလုပ်ပါစိတ်ရှည်ပါဝေဖန်ချက်တွေကိုလက်ခံပါအမှားလုပ်မိရင်မြန်ပြင်ပါနီးပညာကိုအသုံးချပါစုပေါင်းအင်အားကိုသုံးပါမိသားစုစည်းလုံးမှုဟာအင်အားတစ်ခုပဲအကျွေးကိုစနစ်တကျဆက်ပါဘန်းနဲ့ဆက်ဆံရေးကောင်းပါစေအသုံးစရိတ်ကိုမှတ်တမ်းတင်ပါအရေးမပါတဲ့ပွဲလန်းသဘင်တွေရှောင်ပါအလုပ်မှာပျော်အောင်နေပါကိုယ်လုပ်ငန်းအကြောင်းအကုန်သိပါစေတီထွင်ကြံစပါအပြောင်းလဲကိုလက်ခံပါဒီနေ့ထက်မနှက်ဖြန်ပိုကောင်းအောင်နေပါဘယ်တော့မှအရှုံးမပေးပါနဲ့